အားလုံးပဲမင်္ဂလာပါရှင်ကဲမမြင်ရလေဒီနေ့လာပြီးတော့feedback လေးပြောပြချင်လို့ပေါ့နော်အဲ့ဒါကဘာလဲဆိုရင်မမြင်ဒီနေ့ခေါင်းလျှော်ထားတာလေးနော်ခေါင်းလျှော်ထားတာလေးဒီပုံမှာဗီဒီယိုလေးရိုက်ထားတယ်ပေါ့နော်ခေါင်းလျှော်ထားတဲ့သပင်လေးကို reset လေးကိုလာပြတာမမြင်သပင်ဆိုရင်ဆေးဆိုးဆေးကောက်တွေခဏခဏလှုပ်တယ်အဲ့လိုလှုပ်တဲ့အတွက်မမြင်သပင်ဖွာလန်ကျဲပြီးတော့ပြောင်းမှုမွေးလို့ဖြစ်သွားတယ်ကွယ်အဲ့ဒါကိုမမြင်ခေါင်းလျှော်လိုက်တဲ့ခါကျတော့မမြင်သပင်လေးကဒါဖျောင်းလို့ပေါ့နော်အိဖက်သွားတယ်နော်ဒါတစ်ခါပဲလျှော်ရသေးတယ် reset လေးနော် reset လေးဒီမှာကြည့်ပြောင်းမှုမွေးလို့အိဖက်သွားတယ်သူကလေတစ်ခါအိဖက်သွားတယ်သူကလေတစ်ခါလျှော်တာနဲ့ကိုတစ်ခါတိတ်တာတယ်အဲ့ဒါလေးကကျတော့ဘာလဲဆိုရင်ဒီမှာနိုင်ငံကျော်မင်းသမီးကြီးနေကိုခီးသွားမှာနေကိုခီးသွားတဲ့ခါကျတော့ဒီဘူးကြီးတွေကြီးတွေယူတော့ဆိုတော့မကြီးတို့ကမလွယ်ဘူးအဲ့တော့ဒီထုတ်ကလေးနဲ့ထုတ်ကိုတဲသွားခြင်းအပြင်မကြီးတို့အရန်စင်ပြေတယ်နောက်တစ်ခုမကြီးသဘောကျတာလေးတစ်ခုကသူကဟောဒီလိုအဖုံးလေးတွေပါဖုံးလေးတွေပါတော့ဒါလေးကမကြီးကသုံးပြီးပိုးတဲ့ဟာလေးကိုဒါလေးကိုအဖုံးလေးပြန်ပေးပြီးပြန်တဲလာလို့ရတယ်packaging လေးကလည်းအရန်ကောင်းတယ်။ရတော့အရန်တော့ကြ။ကျေးဇူးပါ။ကျေးဇူးပါ။အခုမိုင်းကိုရိုင်းလျှော်ထားတာနော်။မနေ့ကလေးတဲ့။မနေ့ဆိုစီကိုရိုင်းလျှော်ထားတာဒီခေါင်းကိုဒါလေးနှစ်ထုံနေ။မိုင်းကဆိုင်သွားမှခေါင်းလျှော်တယ်လူမျိုးအခုအိမ်မာတောင်ဒီ blend လေးနဲ့လျှော်လို့ရတယ်ဆိုတဲ့ဟာမိုင်းကတော်တော်လေးကိုကျင်းနေတယ်။အရန်သဘောကျ။ဘာလို့လဲ Green product ကနေပြီးတော့မှထက်ကဒီမှာအမြဲတမ်းခရီးသွားရင်လည်းဒီမှာကြည်ဒီလိုအထုပ်အသေးလေးပဲယူလာအိမ်မှာနေရင်ဆိုလို့ရှိရင်တော့ဒီလိုဘူးအကြီးတွေသုံးတယ်ကဲဒီရဲ့ Green product အကြောင်းလေးတွေကိုပြောပြမယ်ဒီမှာဒါလေးကကျတော့ shampoo ဒါလေးကကျတော့ treatment မွေးပြီးတော့မှအေးနေရပဲတကယ် fresh ဖြစ်တာနော် Blink hair care set လေးကအဖိုးတန်ရနာ၃မျိုးနဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်ကမ်မလီယာ oil ရယ်ပလဲ protein ရယ် royal jelly ရယ်အဓိက၃မျိုးထုတ်လုပ်ထားပါတယ်ကမ်မလီယာ oil ကဆန်သားကိုပိုးသားလေးလို့တောက်ပြောင်စေပါတယ်ပလဲ protein ကသပင်ကျိုးကြရာတွေအဖျားနှခွားဖြစ်တာတွေကိုဥယျာဉ်ပြားအတွင်းထိကုသပေးရနော် royal jelly ကသပင်ကိုပျော့ပြောင်အညက်စေပါတယ်ဥယျာဉ်ပြားနဲ့သပင်အမြင့်ထိအောင်ကိုလည်းကျန်းမာစေပါတယ်ဆန်သား၆တဲ့သူဆန်သားဖွာတဲ့သူသပင်တွေဆေးဆိုးပါများလို့ဆေးထိထားတဲ့သူတွေအတွက်ဆိုရင်လည်းပိုးပြီးတော့အဆင်ပြေသေးတယ်လင်းနဲ့တစ်ချိန်လောက်လျှော်လိုက်ရုံနဲ့သပင်ကဝိတ်ရှိလာတော့ထက်အကြိုက်ပဲပေါ့ luxury ဆန်နဲ့အနှံ့လေးကြောင့်မလို့ fresh ဖြစ်ပြီးအရန်ကြိုက်တယ်ပြီးသွားရင်လည်းတဲလို့ကောင်းတဲ့ Blink hair care set လေးတွေကဒါမျိုးလေးလည်းထွက်တယ်နော်ထွက်ကတော့ခရီးသွားတယ်ဆိုတော့ဒါလေးပဲယူလာခဲ့ထွက်ကြိုက်တဲ့ Blink hair care set လေးကိုမတ်ထက်နဲ့မာကြီးဆိုးပေါ့နော်ကိုယ်တိုင်တုံးပြီးတော့ feedback review ပေးထားတဲ့ဒီမှာ Village shampoo နဲ့ Village hair care set လေးပေါ့နော်။တန်းနေသွားရတဲ့လူတွေဆိုရင်အလွယ်တကူပေါ့နော်အိတ်ဆောင်နေနဲ့ဒါလေးကိုအိတ်ထဲထည့်ပြီးစောင်းသွားလို့ရှိရင်လည်းတကယ်ကိုအဆင်ပြေတယ်။သူကလေပေါ့ပေါ့ပပလေးပဲပေါ့နော်။ဒီလိုအဖုံးလေးလည်းပါတယ်။သူ့ရဲ့ packaging လေးကလည်းထုတ်ထားတာတကယ်ကိုတည်တက်ပေါ့နော်။တိုက်ရက်တယ်လှပတယ်။နောက်တစ်ခုကကြတော့ပေါ့နော်သူ့ကိုလျှော်လိုက်တာနဲ့လေအနက်လေးကလည်းဆွဲဆောင်မှုရှိတယ်။မင်းကတော့အရန်ကိုကြိုက်နေပြီဒီမှာကြည့်မမြင့်စပင်ဆိုရင်မင်္ဂလာပါရှင်အခုမမြင်ခေါင်းလျှော်ထားတာလေးကိုလာပြတာပေါ့နော်ဒီမှာနော်စပင်လေးတော့မချောက်သေးဘူးပြောမလဲဆေးဆိုးဆေးကောက်ကာလာတွေခဏခဏစိုးတယ်အဲ့လိုအတွက်ကြောင့်ပေါ့နော်မမြင်ဆန်သားတွေမကြာခဏပျက်စီးတယ်အဲ့တော့မမြင်ကမမေတို့လိုအိမ်လုံးလုံးရင်းနဲ့ပေါ့နော်အလုပ်များတဲ့နော်အိမ်ရှင်မတွေပဲဖြစ်ပေါ့နော်ဘယ်လိုပြောမလဲကလေးမေမေတွေပဲဖြစ်မမေတို့ဆိုရင်ဒါ single mother ဖြစ်တဲ့အတွက်ပေါ့နော်အလုပ်အရန်များတဲ့အိမ်လုံးတစ်ဖက်နဲ့နော်ကလေးရဲ့ဝေယဝိစာတွေလည်းလုံးရတဲ့အတွက် beauty salon ကိုသွားဖို့ဆိုတာကအချိန်မပေးနိုင်ဘူးပေါ့နော်အဲ့တော့အိမ်မှာပဲတက်တာလေးနဲ့မမေတို့က treatment လေးလုပ်မယ်နောက်တစ်ခုကကြတော့ပေါ့နော်ကိုယ့်ရဲ့စပင်လေးကိုဂရုစိုက်မယ်ဆိုရင်ကျန်းမာတန်ဆွမ်းနဲ့ကိုလိုချင်တဲ့ reset ရလက်လေးတွေရမှာပေါ့နော်ကဲ promotion ကြိုက်တဲ့မမတို့အချစ်တို့အတွက်ဆိုရင်ဒီဇူလိုင်လတစ်လလုံးမှာVillage hair care set လေးက promotion ပေးထားတဲ့အတွက်ဒါမမေရဲ့ချက်ပေါက်လေးကိုအပြေးတာ hello လိုက်တော့เนาะViber ဖုန်းလေးကနေဆက်သွယ်ခြင်းနဲ့ဆိုရင်လည်းမမေရဲ့ Viber ဖုန်း88099336ကနေလည်းအပြေးလာလိုက်တော့เนาะနေ့ရက်တိုင်းကိုအကျိုးရှိဖြတ်တန်းဖို့ဆိုရင် Village နဲ့အတူစတင်လိုက်ပါเนาะ